တေချာလေးစီးပြီးတော့ရေဆက်ထားတဲ့ဝတ်သားတွေကိုချက်မဲ့ဦးထဲကိုထည့်ပြီးတော့အရသာလေးနေပါမယ်အရသာအနေနဲ့ကတော့စားချုံမို့စွန်းနေမို့ပဲငပြည့်အကြည့်နဲ့စီလေးကိုတော့ဟင်းခက်စုံလေးနဲ့တစွန်းလောက်ထည့်ပေးပါမယ်ပြီးရင်တော့ထောင်းထားတဲ့ကျွတ်သွန်ဖြူလေးထည့်မယ်ထောင်းထားတဲ့ဂျင်းလေးကိုလည်းအရည်လေးညှစ်ပြီးတော့အဖက်လေးတွေပါထည့်ပြီးအရသာတွေဝင်အောင်နေပြီးတော့ခဏလောက်နှက်ထားပေးလိုက်ပါမယ်နှက်ထားတာလေးလည်းရပြီဆိုတော့ဒီလေးဖွင့်ပြီးဝတ်သားရဲ့ရည်တွေ6တဲ့အထိလုံးပြလိုက်ပါမယ်အခုလိုလုံးတာလေးလည်းရပြီဆိုရင်ယူနီပူပူလေးထည့်ပြီးတော့အဖုံးလေးအုပ်ပြီးဝတ်သားတွေနူးတဲ့အထိချက်ထားပေးလိုက်ပါမယ်ဝတ်သားလေးတွေကလည်းနူးခက်နေအနေထားလေးဖြစ်ပြီးဆိုရင်လက်ဖက်သားလေးနဲ့ကျွတ်သွန်ဖြူအမွှာလေးတွေပါထည့်ပြီးတော့ထပ်ချက်ပေးလိုက်ပါမယ်A few minutes later. ကဲခုလိုဝတ်သားလေးတွေပါနူးတဲ့အထိချက်ပေးပြီးဆိုရင်တော့နောက်ဆုံးအနေနဲ့မြေပြီးစိမ်းလေးပါအုပ်ပေးလိုက်ပါမယ်။အားတဲ့ဝက်လက်ဖက်နှက်ဟင်းလေးရရှိပါကြည့်ပါနော်။လုံးဝကိုထမင်းစားမင်းစီမှာသိကြပါပဲ